ယောဂအားလုံးထဲမှာလက်ကောင်းယောဂပြရမှာဘူးတဲ့သိအောင်ကြောက်တာတဲ့နော်ကျမအဲ့ဒါလေးတစ်ချက်ရှင်းပြပေးမယ်နော်ကျမတို့လေတခြားအနာယောဂတွေဖြစ်တယ်ဆိုလို့ရှိရင် local point လောက်ပဲကြည့်ရမယ်ဒါပါတော့ကျမတို့လက်ကဝိတ္တန်ဖြစ်တယ်ဆိုရင်လက်ကဝိတ္တရာလေးကိုကျမတို့ရွေးချယ်ပြီးတော့ကုသမှုခံယူတော့ဖြစ်ပြီးပြီပေါ့နော်တကယ်လို့မခုပြင်လာမှလက်ကဝိတ္တလှုပ်ရှားမှလာတာပြီးတော့ local point တနေရာလေးဖြစ်တာဖြစ်တဲ့အတွက်အဆင်ပြေတယ်လက်ကောင်းပေါ့နော်အခုတစ်ပြည့်စိုးပိုင်းဆိုင်ရာမှာလည်းကျတော့မတူဘူးရှင်နော်သူကကြတော့လေဘာနဲ့အလားတက်တန်ခုလဲဆိုတော့လေကျမတို့တက်ပေတပင်ကိုပေါ့နော်တက်ပေတပင်မှာဆိုလို့ရှိရင်ဒေတာမြစ်ကိုအဓိကအရေးကြီးဆုံးပဲနော်ဒေတာမြစ်ကောင်းမှကျမတို့ overall ပေါ့နော်အပင်လေးအပင်တပင်လုံးမှာရှိတဲ့အပွင့်တွေအခက်တွေအသီးတွေအရွက်တွေ overall ပင်စီတွေအကုန်လုံးဒီကျမ်းမာအတန်ဆုံးပါအလားတူပဲနော်ကျမတို့စအိုပိုင်းကဒီခဏအတွက်အရေးကြီးဆုံးပဲနော်စအိုပိုင်းကဒီခဏမှာရှိတဲ့များတိကျသောဆုံးလို့ပြောပြီးဘောင်းစုံနေကြအောင်ပြသရတာဖြစ်တဲ့အတွက်ကျမတို့ဒီမိစနစ်တကျနဲ့ပြသမှုခံရတာလုံးဝတက်တာပြတ်ဖြစ်တာနော်ဒီစအိုပိုင်းမှာအနာဖြစ်နေတာကြီးမခုပဲနဲ့ထားရင်လူကသွားရလာရနေရထိုင်ရနေ့စဉ်လှုပ်ရှားနေထိုင်ပြီးအစားဆုံးကနေရထိုင်ရလုံးဝအဆင်မပြေဘူးဆိုတော့ကြတော့နော်ဘယ်သူရောဖြစ်စင်ပါလဲနော်ဘယ်သူကလည်းနော်ပြချင်တာရောဒါပေမဲ့နော်ယောဂတစ်ခုဆိုတာကစောစောကြည့်လေစောစောကုသမှုခံတာလေဒီနာအတွက်နည်းနည်းသက်သာတော့ပြင်ပါစေအချိန်ဆွေးလေကျမတို့ကယောဂအဆင့်လည်းနောက်ကျသွားပြီးစိုးကိစ္စပဲလည်းရောက်သွားပြီဆိုလို့ရှိရင်လုံးဝကုသရအခက်ခဲသွားပြီးလုံးဝယောဂကျုံးတဲ့အဆင့်ကိုရောက်သွားပြီဆိုတော့အချိန်မကြည့်တော့ဘူးအဲ့လိုမျိုးရှိတတ်တယ်ပေါ့နော်ကျမစီဗမောဘက်ကနေလာကြတယ်အမျိုးသားလူနာပြောင်းရှိတယ်ပေါ့နော်သူဆိုလို့ရှိရင်ဂရီဂျီနာဖြစ်နေတာတနေ့ခွင့်နှစ်ပဲရှိတယ်နော်ကျမစီကိုရောက်လာတော့အခုဒီစအိုကင်ဆာအဆင့်လေးနော်ကျမတို့ကလေကောင်းပြည်ကြီးမှာဆိုရင်းတာဆိုရင်အစစ်တစ်နှစ်တုန်းလေးအပြင်မှာပဲရှိရဆိုမပူနဲ့ကျမတို့ဈေးနဲ့ခွဲစရာဖြစ်စရာဘယ်လိုလဲတက်တာပြတ်ပြီးတော့ကုသပေးနိုင်တယ်နော်ဆိုပေမဲ့ကိုတီယောဂအဆင့်နောက်ကျသွားတယ်ဆိုလို့ရှိရင်တော့ကျမတို့ကအချိန်ကြီးကုသမှုမခံနိုင်ဘူးဆိုလို့ရှိရင်တော့ကုသရနောက်ကျသွားလူနာအတွက်မကောင်းဘူးပေါ့ကွတော့အဲ့လိုဆိုတော့ကျမအကြံဉာဏ်ပြီးလမ်းနေချင်တာကယောဂတစ်ခုဖြစ်လာရင်ပပေါ့ပါနဲ့ဒီလူဆိုင်ပါကျမတို့စိတ်ဓာတ်ရဲ့အာသာတက်ကတော့အမျိုးသမီးလူနာဆိုရင်ဆရာမကိုယ်တိုင်အမျိုးသားလူနာဆိုရင်ဆရာကိုယ်တိုင်အသိစိတ်ကြည့်စံတက်ကုသပေးတာဖြစ်တဲ့အတွက်ဘာမှရှက်စရာကြောက်စရာမလိုပါဘူးအဓိကကတော့မရှက်ပါနဲ့မကြောက်ပါနဲ့အမျိုးသမီးလူနာဆိုရင်ဆရာမကိုယ်တိုင်အမျိုးသားလူနာဆိုရင်ဆရာကိုယ်တိုင်ခြေလာစိတ်တိုင်းမှာနီးစနစ်တကျနဲ့အကောင်းဆုံး